မင်္ဂလာပါအလုပ်တစ်ခုမှာအရေးချင်းရှိပေမဲ့ဘာဖြစ်လို့ယာရုတို့ကိုနှောင့်နှေးနေရလဲလို့ကိုယ့်ကိုမေးဘူးလားအဖြေကတော့နည်းပညာနဲ့ပညာရေးကြောင့်မဟုတ်ပဲ soft skill တွေလိုအပ်နေရလဲဖြစ်နိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့အခက်တက်လုပ်ငန်းမှာမရှိမဖြစ်လိုအပ်တဲ့ soft skill 5ခုကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ effective communication skill ပဲဖြစ်ပါတယ်ကိုပြောချင်တာကိုရှင်းရှင်းလင်းလင်းပြောတတ်ရုံမကပဲနဲ့တစ်ဖက်လူပြောတာကိုလည်းတေချာအာရုံစိုက်ပြီးနားထောင်ပေးတတ်တဲ့ active listening ကလည်းအရေးကြီးပါတယ်ဒုတိယတစ်ခုကတော့ collaboration ပဲဖြစ်ပါတယ်လုပ်ငန်းတစ်ခုမှာတဦးကောင်းတစ်ယောက်ကောင်းတဲ့တင်းတစ်ခုလုံးအောင်မြင်ဖို့အတူတူစူးစမ်းရုန်းကန်ရတာပဲဖြစ်ပါတယ်တခြားသူတွေနဲ့သဟဇာတဖြစ်အောင်အလုပ်လုပ်နိုင်တာကလည်းပို့တန်တဲ့အရေးကြီးပဲဖြစ်ပါတယ်တတိယတစ်ခုကတော့ problem solving ပြဿနာဖြေရှင်းနိုင်တဲ့မျိုးဖြစ်ပါတယ်အခက်အခဲတွေဖြစ်တဲ့အခါမှာဘာလို့ဖြစ်တာလဲဆိုပြီးတော့အပြစ်တင်နေမယ့်အစားဘယ်လိုကြော်ပြရမလဲဆိုတဲ့ solution ကိုရှာတတ်တဲ့သူတွေကလည်းလုပ်ငန်းခွင်မှာအရင်ကမျက်နှာပွင့်ပါတယ်စတုတ်တက်တစ်ခုအနေနဲ့ကတော့ adaptability ဘာရောညီထွေရှိမှုပါအခုလို AI နဲ့နည်းပညာတွေအပြောင်းလဲမြင်တဲ့ခေတ်မှာတစ်တွေကိုမြင်မြင်စစံသင်ယူတတ်တာနဲ့တခြားသောကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့လာရောညီထွေရှိအောင်နေတတ်တာကလည်းအရေးကြီးတဲ့ soft skill တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကျူလေးကျူထဲမှာအပါဝင်ဖြစ်တဲ့ emotional intelligence EQ ပဲဖြစ်ပါတယ်အလုပ် PR တွေကြားမှာကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့နဲ့တခြားသူတွေပေါ် empathy ထားနိုင်တာကလည်းလီဒါကောင်းကြတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဒီ skill တွေကိုအကြောင်းပညာရေးမှာမသင်ကြားပေးလိုက်ပေမဲ့လက်တွေ့လုပ်ငန်းခွင်မှာတော့တကယ်ကိုအသုံးဝင်တဲ့ skills တွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီ skill 5ခုထဲမှာကိုကဘယ် skill မှာအားတာလဲဆိုတာလေးကိုလည်း comment မှာရေးခဲ့ပေးပါဦးเนาะအခုလိုအလုပ်ကိုင်တဲ့ဘုဒ္ဓရဆိုင်ရာဗီဒီယိုတွေကိုအစီအမံကြည့်ရှုဖို့ကျွန်မရဲ့ channel ကို subscribe လုပ်တာကိုလည်းဖိတ်ခေါ်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ